ဘန်ကောက်မှာရန်ကုန်စားစရာတွေကောင်းကောင်းလေးရတဲ့ဆိုင်လေးဆိုင်ကိုတွေ့ထားပါတယ်ရှင်။ခုဆိုင်လေးကရန်ကုန် street food တွေတော်တော်လေးကိုစုံစုံလေးရတဲ့ဆိုင်လေးပါ။ဆိုင်လေးနာမည်က Onotian Kitchen ပါရှင်။ဒီကတော့ဆိုင်ကိုရောက်တော့ခောက်ဆဲတုပ်တပွဲမှာခဲ့တယ်အစုံတုပ်တပွဲမှာခဲ့တယ်။ပြီးတော့မစားမဖြစ်ပေါ့နော်ပဲပြားစာသွတ်ရဲ့ငဖဲစာသွတ်ရဲ့မှာထားပါတယ်ရှင်။ခုတုပ်နေတာလေးကအစုံတုပ်ပေါ့နော်။ဒီကမန်းလေးတုပ်ဖြစ်ပေမဲ့ပေါ့နော်။ဒီလိုစော့ရည်လေးရွှဲရွှဲလေးတုပ်ထားတယ်ဒီလိုရန်ကုန်တုပ်တွေရန်ကုန်ခောက်ဆွဲတုပ်တွေကိုအရန်ကြိုက်ပါတယ်ရှင်ရန်ကုန်ရောက်ပြီဆိုတာနဲ့ရန်ကုန်ကလမ်းမေးဆိုင်လေးတွေမှာပေါ့နော်ဝင်ပြီးတော့စားပါပြီခုဆိုရင်ရန်ကုန်မရောက်ဖြစ်တာတောင်တော်တော်လေးကြာသွားပါပြီရှင်ဒါကသူတို့ဆိုင်ရဲ့နာမည်ကြီးရေခဲတုပ်ပါရှင်ဒါလေးတွေကငဖဲစာသွတ်နဲ့ပဲပြားစာသွတ်မှာထားလေးတွေရောက်ပြီဆိုတော့စားလိုက်ပါဦးမယ်ရှင်ဒါလေးကခောက်ဆွဲတုပ်ပါခောက်ဆွဲတုပ်ကလေးကစော့ရည်လေးနဲ့ချင်းချင်းချိုချိုရတာရှိပါတယ်ရှင်ဒါလေးကတော့အစုံတုပ်လေးပါအစုံတုတ်ကအာလူးလေးတွေတိုဖူးလေးတွေပါကြောင့်မလို့စစ်စစ်ထွေးထွေးလေးနဲ့စိတ်နဲ့ရတာဘက်ကိုပို့သွားနေပါတယ်ရှင်။ပဲပြားစာသွတ်မှာတုံးထားတဲ့ပဲပြားလေးကလေတော်တော်လေးနုတယ်။ကိုက်လိုက်တာနဲ့ဣပြီးတော့ပေါ့နော်စားလို့တော်တော်လေးကောင်းပါတယ်ရှင်။ဒါကတော့ငဖဲစာသွတ်ပါရှင်။ငဖဲစာသွတ်ထဲမှာတုံးထားတဲ့ငရုတ်သီးကလေငရုတ်သီးကိုညှက်ပြီးတော့တုံးတာမဟုတ်ဘဲနဲ့ကြိတ်ထားတဲ့ငရုတ်သီးကိုထည့်တုံးတာကြောင့်မလို့ပုံမွှေးနေပါတယ်ရှင်။ဒါကတော့သူတို့ဆိုင်မှာစားခဲ့တဲ့မီနူးတွေထဲမှာအကြိုက်ဆုံးဖြစ်ခဲ့တဲ့ရေခဲတုပ်ပါသူတို့ရေခဲတုပ်ကလေးကိုစားလိုက်ရတာကတကယ်မြန်မာပြည်ပြန်ရောက်သွားသလိုပဲခံစားခဲ့ရပါတယ်။ဘာဖြစ်လို့လဲဆိုတော့သူတို့ကရေခဲတုပ်ထဲမှာပေါ့နော်မြန်မာပြည်ကထုတ်တဲ့ဒီဇီးဖြော်ရည်အနှစ်ကလေးကိုပါထည့်သုံးထားတာကြောင့်မို့လို့ပါသူတို့ဆိုင်မှာမြန်မာအချင်းပေါင်းလေးလည်းရောင်းပါသေးရဲ့ရှင်။ဒါဆိုရင်တရက်သီးလေးရဲ့တက်မြာသီးလေးရဲ့ကိုမှပေါ့နော်မြန်မာစတိုင်လေးတုပ်ပေးထားတာပါ။ဒီ Onotian Kitchen ဆိုတဲ့ဆိုင်လေးမှာကဒီလိုရန်ကုန် street food တွေအပြင်ပေါ့နော်ဒီလိုထမင်းနယ်လေးတွေလည်းတော်တော်ရောင်းရပါတယ်တဲ့ရှင်အခုစားနေတာကဆိုရင်ငပိရည်ထမင်းနယ်လေးကိုမှဝတ်သားချိုးနှက်ကလေးနဲ့ပါငပိရည်ထမင်းနယ်လေးကသူကငပိရည်အနံ့ကအရန်ပြင်းမနေဘူးပေါ့နော်ဝက်ချိုးနှက်ကလေးဆိုရင်လည်းကျက်သွန်နီဘက်ကလေးတွေနဲ့ပေါ့နော်ချိုချိုလေးပါဒါလေးကတော့သူတို့ဆိုင်ကချင်းမောင်ကျော်ထမင်းနယ်ပါရှင်ထမင်းနယ်ပေးလိုက်တဲ့ချင်းမောင်ကျော်လေးကစိမ့်စိမ့်လေးပဲပေါ့နော်ပြီးတော့စစ်စစ်ထွေးထွေးဖြစ်မနေဘူးပေါ့နော်ချင်းမောင်ထမင်းနယ်ကိုမှဒီအမဲနှက်ကလေးနဲ့စားခဲ့ပါတယ်ရှင်သူတို့ဆိုင်မှာဒီအမဲနှက်ကလည်းနာမည်ကြီးပါဆိုင်လေးနာမည်ကဒီ Onotian Kitchen မှာဆိုင်မှာချိတ်ပေးထားတဲ့ပကြီးလေးတွေဆိုရင်လည်းချစ်စရာလေးတွေဒီ Onotian Kitchen လေးက BTS အစိမ်းလိုက်ရဲ့ Banchak BTS အနီးမှာရှိတာပါရှင်Banchak BTS ကနေဆိုရင်10မိနစ်လောက်လမ်းလျှောက်လိုက်ရင်အခုဆိုင်လေးကိုရောက်ပါပြီရှင်ဆိုင်လေးရဲ့ပြင်ဆင်ကတော့ရိုးရိုးရှင်းရှင်းလေးပါဘန်ကောက်မှာနေပြီးတော့ရန်ကုန်အတုပ်ကလေးတွေရန်ကုန် street food လေးတွေလွမ်းနေသူတွေအတွက်ဆိုရင်တစ်ခါလောက်တော့သွား try ကြည့်တဲ့ဆိုင်လေးပါရှင်